ငယ်ချင်းချူတီရေးကျေးဇူးတင်ပါတယ်လို့မုံရွာကနေတကူတကောက်ပေါ့နော်မနေ့ကနေဖုန်းလေးဆက်ပြီးတော့နေပါလေးစားကြလဲအီလေးရဲ့ငါလို့စာဦးသီးပဲစားကြတာလို့စာဦးသီးမစားတာကြားလာလို့ဒီမှာရှာစားရတာလည်းမရှိဘူးလေရှာစားတာဟုတ်တချို့ဆိုကြားတော့မကြောက်ဘူးတိတောင်မသိဘူးတော့ဒါချင်းစားစားပါလို့စားချင်နေတာကြားလာလို့စားရအောင်ပေါ့နော်ဒါကတော့ဝက်နဲ့လောက်ထားတာပြောင်းဒါကကျတော့အမင်းနဲ့လောက်ထားတာပြီးတော့သူထဲစားဖို့ပေါ့နော်တံမြာသီးတွေရောဒါကကြဝက်ဥစုံတုပ်ပြီးတော့ဒါဒီမှာစားမှာ share plan နဲ့စားမှာအမဲကြော်ဝက်ကြော်ရောအများကြီးပဲပါလာတာကျေးဇူးတင်ပါတယ်တငယ်ချင်းတွေတငယ်ချင်းရေစကားရတော့မှားကုန်ဒါကတော့သူတို့ရဲ့ချင်းငယ်ပြီလားမသိဘူးလုံးဝ share ကောင်းမှာတော့အရင် live ဖက်တာပြောရင်းနဲ့တော့တည်ယူလဲစားလိုက်ချင်တာခုအကောင်းဝင်တာနောက်ကျနေတဲ့ခါကျတော့အမိုးချုပ်သွားပြီပေါ့နော်မနေ့ကမှမိစားတော့မင်းကျေးဇူးတင်ပါတယ်တကယ်ကြီးတကယ်ရန်ကျေးဇူးတင်တာလည်းခင်ဗျာမှာ share plan နဲ့ဆွဲပြမယ်